ဗိုလ်မှူးစောလုံးလုံးရေအခုဒီ DKBA ကအရာရှိ2ယောက်ကိုလေအစိုးရဘက်ကဖမ်းလိုက်တဲ့ကိစ္စပေါ့ဗျာအဲ့ဒါတိတိကျကျဒီအတီးပြုချက်တွေပါတယ်ရပြီလားသူတို့အခုနောက်ဆုံးဘယ်လိုအခြေအနေမျိုးရောက်နေလဲအဲ့ဒါသိကျင်လို့ပါအဲ့ဒါကျွန်တော်တို့မနေ့ကမှသိရတာပေါ့ဗိုလ်မှူးစောတရနေက Local Society တာဝန်ခံပေါ့ဗိုလ်မှူးဝိထူကတော့ကျွန်တော်တို့ DKBA လို့ထူတပ်ဖွဲ့ရတာပေါ့နော်ဖမ်းတာဆိုတာကသူတို့ကတော့တည်ပြုပါပြီအဲ့တော့သူတို့ကဒီရန်ကုန်သွားရင်လမ်းမှာအဖမ်းခံရတာပေါ့ဟုတ်လားဟုတ်ပါတယ်သူတို့သွားတယ်ရန်ကုန်ကိုပတ်စံပါသွားတယ်အဓိကဗိုလ်ချုပ်ကြီးစောလာပွဲစင်ကာပူပြန်လာဖို့ဒီအဲ့ဒီမှာလဲစီဘိုဝါကတွေပြေးဖို့ရှင်းဖို့ဆိုတော့သွားတဲ့ပုံစံမျိုးပဲလမ်းမှာပြီးတော့ဖမ်းကတိရမှန်းနဲ့အဲ့ဒီကိစ္စပတ်သက်ပြီးကျွန်တော်တို့မင်းမတော့လဲအခုကဘာမှတိကျရေးရအဖြစ်မရဘူးဖြစ်နေတယ်သူတို့ဖမ်းရတယ်ထိန်းရတယ်ဒါပေမဲ့မပူလဲလို့တော့ပြောတယ်ဟုတ်ကဲ့နောက်တစ်ခုကအခုထပ်ပြီးတော့လဲဒီ Concrete ဘက်မှာတိုက်ပွဲထပ်ဖြစ်သေးတယ်ဆိုဘယ်လောက်ထိပြင်းထန်လဲခင်ဗျာဟုတ်ကဲ့ဒီနေ့ကဒီ Concrete မျိုးရဲ့တောင်ဘက်ခြမ်းပေါ့နော်3မိုင်အကွာလောက်မှာတိုက်ပွဲဖြစ်တယ်ပေါ့7နိုင်ကြားပေါ့ရောက်ချင်တင်ပို့လို့ပါအဲ့တော့အခုလိုမျိုးပေါ့နော်ဒီ DKBA ဆက်ဆံရေးရုံးတောင်ခံကိုတော့မှဖမ်းတယ်ဆိုတဲ့အခါကျတော့ဒီ DKBA နဲ့အစိုးရနဲ့ဆက်ဆံရေးဒါတော်တော်တင်းမာနေပြီဆိုတဲ့သဘောပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီအပြည့်ရက်စာချုပ်တွေဘာတွေရောကျိုးပေါက်ကုန်ပြီလားခင်ဗျာဘယ်လိုပြောနိုင်မလဲအဲ့ဒါကြောင့်ကျွန်တော်စဉ်းစားနေတာကျွန်တော်စပြီးတော့တိုက်ပွဲဒီစဖြစ်တဲ့အချိန်မှာကျွန်တော်ကဒီဘက်မှာ NPC ကိုမင်းတို့ရောက်လာချိန်မှာကျွန်တော်အဒါကိုဆွေးနွေးဖြစ်ပါတယ်။ပြည်ပြည်လာတဲ့ကြောင့်ကျွန်တော်ကဘယ်လိုထိန်းကြမလဲကျွန်တော်မင်းတဲ့ခါကျသူလည်းမတတ်နိုင်ဘူး။အဲ့ချိန်မှာတမန်ကြီးလည်းမရှိဘူး။သူကြံပေးတာကအဲ့ဒီရှစ်တောင်တိုင်းနဲ့ပဲတွေ့ပြီးတော့တိုင်းမှုနဲ့ပဲစကားပြောဖို့တော့ကြံပေးတယ်။ဆိုတော့နောက်ဆုံးတော့ဒီနယ်ဝန်ကြီးချုပ်ပြီးတော့ဒီနယ်လို့ဝန်ကြီးအပြင်ဒီတိုင်းကကာနယ်တွေပါတော့ဗိုလ်မှူးကြီးတွေပါတယ်နောက်ဒီ line ပွဲကဒီလိုမှုတွေပါတယ်အဲ့စီဝိထုတ်တယ် KNU ကပါတယ်ဒီစီကပါတယ်ကျွန်တော်တို့ဒီဘက်မှာလည်း KNU ပဲချမ်းမှာလည်းဒီညီညွတ်ရေးအဖွဲ့ဆိုတာရှိတယ်လေ Unity Committee ဆိုတာရှိတယ်အဲ့ဒီအဖွဲ့လည်းပါတယ်လို့ကျွန်တော်ကြားကျွန်တော်တို့ဗိုလ်မှူးကြီးမောင်လေးကိုမြင်တဲ့အချိန်မှာသူရှင်းပြတာကဝန်ကြီးချုပ်ကလည်းဒီကိစ္စကိုသိပြီးတော့မှပိုင်နိုင်မဆုံးဖြတ်နိုင်ဘူးပေါ့လေသို့တော့9ရက်နေ့ပြီးတော့မှဒါရှင်းရညီတော့9ရက်နေ့မှာဆက်ပွဲဆက်လာပြီးတော့လို့ကြိုးကြားပြလာတဲ့အချိန်မှာကျွန်တော်တို့အခုချိန်တွေကကျွန်တော်နောက်ခါ second round တွေ့ဖို့ဆိုတာချိန်တွေကိုကျွန်တော်တို့တိတ်မတွေ့တော့ဘူးအဲ့တော့ကျွန်တော်တို့အများကြီးစဉ်းစားဖြစ်လာတာပေါ့ကျွန်တော်တို့နောက်လာမဲ့ပြည်ရရေးကိစ္စတွေမှာတော့ကျွန်တော်တို့ဒီဆောက်လုပ်ငန်းတွေအားလုံးဟာကျွန်တော်တို့အများကြီးအနောက်ရှက်ချက်လာမယ်လို့ကျွန်တော်ထင်တယ်ဒီပြုမှုတွေကလေဆိုတော့အခုတစ်ခေါက်ဖြစ်တဲ့တိုက်ပွဲဟာဒီအာရှလမ်းမသစ်စိုးမိုးရေးကိစ္စလို့များပြောနိုင်မလားခင်ဗျဟုတ်ပါတယ်ဒီအဓိကပြဿနာကအာရှလမ်းနဲ့ပတ်သက်ပြီးတော့မှဖြစ်ပေါ်လာတဲ့ပြဿနာလို့ပြောရတာပေါ့ပြဿနာကဒီအာရှလမ်းဖွင့်မဲ့ကိစ္စကလည်းကျွန်တော်တို့ကလည်းကကနာတရားမသိတော့သက်ဆိုင်ရေးရုံးတာဝန်ခံဘိုးတော်ပြောရရှိတယ်9ရက်နေ့မှာတွေ့ကြမှာပေါ့အဲ့ဒါဝန်ကြီးချုပ်ကနေပြိတ်တာရှိတယ်သို့တော့9ရက်နေ့မတိုင်ခင်အဲ့9ရက်နေ့မှာသူတို့ကလမ်းဝင်ရှင်းမဲ့ဝင်ကြီးမဲ့ဆိုတော့အောက်ခြေကရဲဘော်တွေကကျွန်တော်ဖွဲ့တွေကလက်မခံဘူးအဲ့ဒီမှာသူတို့ကစပြီးတော့လက်ကြီးပြစ်တယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့ကနောက်ဆုံးတော့ဒီကင်းညွတ်ကော်မတီကနေပြီးတော့ဝင်အစစ်အပေးတဲ့အကျိုးဆက်ကြောင့်လမ်းကိုဖယ်ခိုင်းတာပေါ့ဗျာဒီလမ်းကိုဘယ်သူမှမနေနဲ့အခုလို့ဖယ်ပေးပါဘယ်သူမှမနေဘူးဆိုလို့ရှိရင်တော့ကောင်းတာပေါ့အဲ့ဒါဆိုဖယ်ပေးတာပေါ့ဆိုတော့ဖယ်ပေးလိုက်တယ်ဖယ်ပေးတော့ပြင်မှာအခုကကျွန်တော်နေတဲ့ဒီကောင်းမှုစခန်းကိုပါသူတို့ကဝင်ပြီးတော့မှတက်ပြီးတော့မှတိုက်ခတ်တဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတာကကျွန်တော်တို့လမ်းကရှင်းပြီးပြီတို့တော့ကျွန်တော်တို့ကတက်တဲ့ချိန်မှာကျွန်တော်တို့ကပြန်လက်ခုခံရတဲ့ပုံစံဖြစ်သွားတာပေါ့သူကလမ်းကိစ္စတာမကတော့ဘူးကျွန်တော်တို့အခြေချတဲ့ဒေသတစ်ခုလုံးကိုသူတို့ကရွှေ့စီခြင်းသဘောဖြစ်နေတယ်နောက်တစ်ချက်ကလည်းသူတို့ကပြောတဲ့ပုံစံကကျွန်တော်တို့ကပဲပေါင်းတယ်လို့ပုံစံဖြစ်နေတယ်အဓိကကျွန်တော်တို့ကဒီလက်မထိုးတဲ့နေရာမှာစုံစည်းမယ်ပဲနေရမယ်ဆိုတဲ့စာချုပ်ရှိတယ်လို့သူတို့ကပြောတယ်အမှန်မှာတော့ပြောလို့စစ်လက်မထိုးတဲ့ချိန်မှာဒီကိစ္စကပါပေမဲ့လောနဲ့ကျွန်တော်လူကြီးတွေကမစင်စားအားဘူးအတွေ့အကြုံလည်းမရှိတော့အဲ့လိုလက်မချိန်မှာပြန်လာတဲ့အချိန်မှာကျွန်တော်တို့ပြဿနာရှိတာတော့ကျွန်တော်လူတွေကအဲ့ဒီကောင်းမှုမှာရှိတယ်အများကြီးဝိဘက်ချမ်းမှာရှိတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ထိုးပြီးမယ်လဲစုရမလဲဆိုတော့ဒီဝင်ဖြစ်လာတဲ့အချိန်မှာပြောင်းစမထိုးမကြမီပါပဲ1000လောက်မှာအခါတက်ပွဲထပ်ဖြစ်တယ်အများကြီးငုံမှာအဲ့ဒီတော့အဲ့ဒီမှာတို့လည်းနဲ့သိမ်းတာဖြစ်လာတယ်အဲ့ဒီမှာကျွန်တော်လည်းနဲ့ပြန်တောင်းတယ်အချင်းချင်းဖြစ်လာပြီးတော့မှကျွန်တော်တို့ဟိုလည်းနဲ့ပြန်ပေးတယ်လည်းနဲ့ပြန်ယူမဲ့ခန္ဓာကတမနစ်အမှကျွန်တော်လုပ်ပါတယ်အမှဒီဝန်ကြီးကိုအောင်ကောင်းဗိုလ်ချုပ်ကြီးတက်နိုင်ဝင်လို့ပါတယ်သူတို့ကိုယ်တိုင်တနပ်ပြန်ပြီးတယ်ပြီးတော့မှပြန်ပြီးတော့မှကျွန်တော်တို့အဲ့လိုကချုပ်တယ်အဲ့စာချုပ်ကအခုကျွန်တော်တို့ဒီကလုတ်ထူပါရှိတဲ့ကောင်းမှုမှာကျွန်တော်တို့နေထိုင်ခွင့်ရတယ်ပြီးတော့ကလုတ်ထူလာဘူဘီခိုရှင်းတာအဲ့ဒီဘက်မှာဆိုမေတ္တဝမေပမှာနေထိုင်ခွင့်ဆိုရရတယ်အဲ့ဒါဆက်ချုပ်တာရှိကျွန်တော်တို့မှာအခုတို့ရဲ့တစ်ဖက်ကတို့လိုပြီးတိုးတဲ့ပုံစံကကျွန်တော်တို့ကပဲဖောင်းနေတယ်ကျွန်တော်တို့ကပဲစာချုပ်ဖောက်ပြတယ်လို့ဖြစ်နေတယ်ကျွန်တော်တို့ကဆိုပြီးပဲနေရမယ့်ပုံစံဖြစ်နေတယ်အမှန်တော့မဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့နေရာကောင်းမှုပဲအခုကောင်းမှုအနောက်မှာရှိတဲ့အာရှလမ်းကကျွန်တော်နေရာပဲ
ကျွန်တော်နေရာကိုတခြားလူလာမယ်တခြားတက်လာမယ်ဆိုကျွန်တော်တို့ကလူကြိုးဆိုင်ရာပြဿနာရှိတယ်ဒါကျွန်တော်တို့ကစိုးရိမ်မှုရှိတယ်အဲ့ဒါကိုဖြေရှင်းဖို့ကကျွန်တော်တို့ဖြေရှင်းဖို့လဲအခုအချိန်မပေးဘူးဖြေရှင်းဖို့အချိန်ပေးဖို့ဘုံသားကြီးအင်အားသုံးဝင်လာတဲ့အချိန်မှာကျွန်တော်တို့ကပြဿနာကိုတက်နေတယ်ဟုတ်ကအဲ့တော့အခုဒီကိစ္စကိုပေါ့နော်ဘယ်လိုပြေလည်အောင်ဖြေရှင်းကြမလဲဟုတ်ကဲ့ကျွန်တော်တို့ကလည်းအခုကဘယ်လိုညရလဲအခုလည်းကျွန်တော်မကြခင် MPC တွေချင်းမိုက်လာဖို့အဆရာရှိတယ်လေအဲ့ဒီမှာလည်းကျွန်တော်တို့လည်းဖြစ်နိုင်တဲ့တွေ့လိုက်မှာပေါ့ဒါပေမဲ့ MPC ကလည်းကျွန်တော်ဒီနေ့ပါကတွေ့တယ်လို့တို့မှလည်းဘာမှမန်ဒေးမရှိဘူးကျွန်တော်တို့ကကြားမှာပြဿနာရှိပြီးဖြေရှင်းဖို့ကိစ္စမျိုးကကျွန်တော်ရန်ရလိုနေတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလိုပြောပြတာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဗျာအခုရှင်းပြခွင့်ရတယ်